နိုင်ငံတကာထုံးတမ်းစင်လာအရလူပြက်တရုတ်ရင်ဖြောပြမှုကိုကြည့်ပြီးရင်လက်ခုမတီးပေးရင်တောင်မှအနည်းဆုံးတော့စုကြီး tips လေးပေးခဲ့တင်ပါတယ်မဟုတ်ရင်တော့သူဟာချက်ချင်းဆိုသလိုမျက်နှာပြတ်သွားတတ်ပါတယ်ညမောင်မောင်လန်မာရက်မှာလူပြက်လေးပါအစွမ်းကုန်ဖြောပြနေပါတယ်ဘူလင်းလေးတစ်လုံးကိုချလိုက်ပြီးလက်နဲ့တနက်ပြစ်တဲ့ပုံစံလုံးလိုက်တဲ့အခါဘလင်းဟာအတန်နဲ့အတူကွဲအပ်သွားပါတော့တယ်ဒီပြကွက်ဟာကြီးရှုသူတွေစီကလက်ခုပ်တန်တွေကိုရရှိစေခဲ့ပါတယ်အဲ့ဒီနောက်သူဟာလေတွေကနေပန်းတီးတစ်လုံးကိုလက်လက်နဲ့ဖန်တီးလိုက်ပြန်ပါတယ်ဒီအချိန်မှာလူအုပ်ထဲကနေလောင်ပြောင်တဲ့အချိုးထွက်ပေါ်လာပါတယ်လူပြည့်ရဲ့အပြုံးဒီဟာချက်ချင်းဆိုသလိုတောင့်တင်းသွားပါတယ်အဲ့ဒါကတော့ကန်ဆိုးမိုးမောင်ကြမဲ့မျက်မှန်နဲ့လူငယ်လေးပဲဖြစ်ပါတယ်သူ့ကိုသင်ငန်းစာလေးတစ်ခုပေးဖို့အတွက်လူပြက်ကပန်းတီကိုသူ့ခေါင်းပေါ်မှာအသားလေးတင်လိုက်ပါတယ်အဲ့ဒီအချိန်မှာလူငယ်လေးရဲ့အပြုံးဒီဟာအေးခဲသွားပါတယ်လူပြက်ကလက်ကိုမြောက်လိုက်ပြီးဖြည်းဖြည်းချင်းချိန်ရွေးလိုက်ပါတယ်လူငယ်လေးကတစ်ဖက်ကတောင်းပန်ရင်းတစ်ဖက်ကလည်းအသက်ချမ်းသာပေးဖို့အတနာခံနေပါတယ်သူ့တငယ်ချင်းကလည်းဘေးကနေအတင်းတားမြစ်ပေးနေပြီးမြင်လူပြက်ကတော့ဂယုမဆိုင်ပါဘူးပိုပြီးစိတ်လှုပ်ရှားဖို့အတွက်မျက်နှာကိုတစ်ဖက်လှည့်လိုက်ပြီးမျက်လုံးကိုပါလက်နဲ့အုပ်လိုက်ပါတယ်တဲ့ပန်းတီဟာအတန်နဲ့အတူဖောက်ထွက်သွားပါတယ်ကန်ကောင်းတာဒါပြစ်မှန်ဟာလူငယ်လေးတဲ့ဦးခေါင်းမဟုတ်ခဲ့တာပါပဲလူအုပ်ကြီးကတကယ်နဲ့လက်ခုပ်တီးအားဖေးကြပြန်ပါတယ်ဒါပေမဲ့လူငယ်လေးနဲ့သူ့တငယ်ချင်းကတော့လက်ခုပ်မတီးနိုင်ကြပါဘူးဖျော်ပြမှုအပြီးမှာလူတွေကစုကျဲ tips တွေကိုဘူးထဲထည့်ဖေးကြပါတယ်ဒါပေမဲ့ဟိုနှစ်ယောက်ကဘာမှမထစ်ခဲ့သလိုပဲမတိချင်အောင်နေကြပါတယ်လူပြက်ကအကြိမ်ကြိမ်အရေးအယုံပြပေမဲ့ဟိုလူငယ်ကမောက်မာစွာနဲ့စုချင်းတွေကိုယူလိုက်ပြီးထဲ့သလိုလိုပြန်နောက်ယူသွားပါတယ်လောင်ပြောင်တဲ့စကားတခုံးကိုလည်းတိုးတိုးလေးပြောသွားပါတယ်လေလူပြက်ရဲ့မျက်နှာဟာချက်ချင်းဆိုသလိုပြတ်သွားပါတယ်သူဟာဒီလူနှစ်ယောက်ကိုသင်ခန်းစာကောင်းကောင်းပေးဖို့ဆုံးဖြတ်လိုက်ပါတယ်အိတ်ထဲကိုပြန်ထည့်လိုက်တဲ့စုချင်းတွေကိုကြည့်ပြီးငားမြတန်းနဲ့လွှဲပစ်တဲ့ပုံစံမျိုးလုပ်လိုက်ပါတယ်နောက်တစ်စက္ကန့်မှာပဲပတ်စံဟာအိတ်ထဲကနေလွင့်ထွက်လာပါတယ်လူနှစ်ယောက်ဟာကြောင်အန်းနဲ့ငေးကြည့်နေတော့မှပဲပတ်စံဟာမြေပြင်ပေါ်ကိုကျလာပါတယ်လူပြက်ကအောင်နိုင်သူတယောက်လိုပတ်စံကိုကောက်ယူပြီးသူတို့ကိုလက်ပြနှုတ်ဆက်ကဘူးထဲကိုထည့်လိုက်ပါတယ်လူပြက်ရဲ့မောက်မာတဲ့ပုံစံကိုမြင်တော့ဟိုလူငယ်ကဒေါသထွက်သွားပါလေသူကလူပြက်ကိုစိုက်ကြည့်ပြီးဘူးထဲကပတ်စံကိုအတင်းပြန်နောက်ယူပါတယ်လူပြက်ဟာထပ်ပြီးတီးမခံလိုက်တော့ပဲချက်ချင်းပဲလက်တုံပြန်လိုက်ပါတော့တယ်သူ့တငယ်ချင်းကိုမြေပြင်ပေါ်လဲကြွာသွားအောင်လှုပ်လိုက်ပြီးလူငယ်ဘာမှမလုပ်နိုင်ခင်မှာပဲလူပြက်ကသူ့ကိုချိန်ရွေလိုက်ပါတယ်ခလုတ်ကိုနှိပ်လိုက်တဲ့အခါမှာတော့လူငယ်လေးဟာကြောက်လန့်တစားနဲ့မြင်းတကောင်ထပ်ပေါ်မြန်အောင်ထွက်ပြေးပါတော့တယ်လူပြက်ကတော့အိတ်ဆက်ဆက်ပြုံးရင်တနက်တလုံးကိုထပ်မှန်ပြောင်းလဲကမှန်ကုန်းနဲ့ကြည်ချာချိန်ရွေလိုက်ပါတော့တယ်ဒါကြောင့်မင်းတို့လူပြက်တယောက်ကိုတွေ့တဲ့အခါလက်ခုပ်မတီးဖေးရင်တောင်မှစုကျဲ tips လေးလုံးပေးခဲ့ဟိုမမေ့ပါနဲ့မဟုတ်ရင်တော့သူဟာအချိန်မီ၍မျက်နှာပြတ်သွားနိုင်လို့ပါပဲ